လာအိုတွင်မြန်မာနိုင်ငံသားလူငယ်အများပြားအွန်လိုင်းငွေလိမ်ကြားဖြန့်လုပ်ငန်းများထံသို့လူကုန်ကူးခံရပြီးညှဉ်းပန်းနှိပ်စက်ခံနေရလာအိုတွင်ကြားဖြန့်အဖြစ်လူကုန်ကူးခံရသောမြန်မာလူငယ်9000ဝန်းကျင်ရှိဟုဆိုဤသတင်းအားခေတ်သစ်သတင်းဌာနမှထပ်ဆင့်ဝေမျှခြင်းဖြစ်ပါသည်လာအိုနိုင်ငံတွင်မြန်မာနိုင်ငံသားလူငယ်အများပြားကြားဖြန့်လုပ်ငန်းများသို့လူကုန်ကူးခိုင်းစေခံနေရပြီးညှဉ်းပန်းနှိပ်စက်ခံနေရကြောင်းလာအိုရောက်မြန်မာလူငယ်တချို့ထံမှသိရှိရပါသည်မြန်မာနိုင်ငံတဝန်းမှလူငယ်များကိုဒါချီလိတ်မြို့သို့လာရောက်ခိုင်းပြီးဒါချီလိတ်မှတဆင့်ပွဲစားများကလာရောက်ခေါ်ဆောင်ကြကြောင်းတရားမဝင်လမ်းကြောင်းများမှတဆင့်မဲခေါင်မြစ်ကိုလေဖြင့်ဖြတ်တန်းပြီးလာအိုနိုင်ငံအတွင်းသို့ပို့ဆောင်ကြောင်းလာအိုနိုင်ငံဘီယန်ကျင်းမြို့တွင်ကြားဖြန့်အလုပ်ရုံများစွာရှိပြီးရင်းနေရာများသို့မြန်မာလူငယ်များရာထောင်ချီလစဉ်ပို့ဆောင်ခံနေရကြောင်းသိရှိရသည်မြန်မာလူငယ်များကိုအလုပ်ခေါ်ယူရာတွင်ကာစီနိုလုပ်ငန်းများတွင်လက်စာကောင်းကောင်းရမည်ဟုမလုံးပေးလေပွဲစားများကခေါ်ယူကြောင်းလူငယ်များကိုတရားမဝင်ပို့ဆောင်တည်ယူရာတွင်ဒါချီလိတ်မှမြန်မာလဝကရဲနှင့်စစ်တပ်များပါဝင်ပတ်သက်ပြီးပို့ဆောင်နေခြင်းဖြစ်ကြောင်းကြားဖြန့်အွန်လိုင်းငွေလိမ်ကုန်းများတွင်မြန်မာလူငယ်များမှညှဉ်းပန်းနှိပ်စက်ခံရပြီးအလုပ်လုပ်ကိုင်နေရကြောင်းသိရှိရသည်တလကိုသူတို့သတ်မှတ်ထားတာတော့လူတစ်ယောက်ကိုဒေါ်လာ2000ရှာခိုင်းတယ်ဗျဖောက်တည်မရရင်တော့မိန်းကလေးဆိုရင်ထိုင်ထုတ်ခိုင်းတယ်ရောင်ရးလေးဆိုအကျိန်100နဲ့တိုက်ထိုးခိုင်းတယ်အပြစ်လုပ်တာကြီးရင်ရိုက်တာနှက်တာရှိတယ်အပြင်လဲပေးမထွက်ဘူးတိုက်ကိုပိတ်ပြီးတော့တရုတ်ခေါင်းဆောင်တွေကအလုပ်တွေခိုင်းပါတယ်သူတို့အောက်မှာမြန်မာခေါင်းဆောင်တွေကိုလည်းခံထားပါတယ်ဟုလက်ရှိကြားဖြန့်လုပ်ငန်းတွင်လူကုန်ကူးခံထားရသောမြန်မာလူငယ်တဦးကဆိုသည်လာအိုနိုင်ငံဘီယင်ကျန်းရှိအွန်လိုင်းငွေလိမ်လည်သောကြားဖြန့်လုပ်ငန်းများတွင်မြန်မာလူငယ်9000ဝန်းကျင်လူကုန်ကူးခံထားရကြောင်းသတ်မှတ်ငွေပမာဏလိမ်လည်နိုင်လျင်တလလောက်ခလစာအဖြစ်တရုတ်ယွမ်4000ပေးပြီးငွေမရှာနိုင်သူများကိုတန်ပေးကြောင်းကြားဖြန့်လုပ်ငန်းများသည်အထက်မြင့်တိုက်တာအဆောက်အုံများစွာပိုင်ဆိုင်ကြပြီးတခန်းလျင်မြန်မာလူငယ်30ဦးမှ12ဦးခန့်အထိစုပေါင်းနေထိုင်ရကြောင်းသိရှိရသည်မြန်မာနိုင်ငံမှလူငယ်များကိုအွန်လိုင်းငွေလိမ်လည်သောကြားဖြန့်လုပ်ငန်းများထဲသို့ခေါ်ယူရန်လာအိုနှင့်မြန်မာနိုင်ငံမှအာဏာပိုင်များနှင့်ပွဲစားများပူးပေါင်းဆောင်ရွက်နေကြကြောင်းလက်တလောတွင်လာအိုနိုင်ငံတွင်ကြားဖြန့်လုပ်ငန်းများကိုတင်းကျပ်နေသည့်အတွက်ဗန်းပြထားသည့်အလုပ်ရုံများကိုပိတ်ကာနေအိမ်တိုက်တာများအတွင်းတွင်ကြားဖြန့်လုပ်ငန်းဆက်လုပ်ကင်ခိုင်းနေရကြောင်းသိရှိရသည်မြန်မာနိုင်ငံများလည်းတည်တဲ့အတိုင်းပဲလုပ်ငန်းတွေကမကောင်းဘူးပြပလှုပ်ထွက်လုပ်ဖို့အတွက်လိုက်မေးကြည့်တော့လာအိုမှာဂိမ်းခုံအလုပ်ရှိတယ်လက်စာလည်းများတယ်လူလည်းတက်တာတယ်ဆိုပြီးခေါ်တယ်ဒီရောက်မှကြားဖြန့်လုပ်ငန်းဆိုတာသိတာပါတချို့လူငယ်တွေကတော့ကြားဖြန့်လုပ်ငန်းမှန်တည့်ရက်နဲ့တွားရောက်လုပ်ကင်နေသူများလည်းရှိတယ်လို့သိရပါတယ်ဒီလုပ်ငန်းကမြန်မာလာအိုအာဏာရှိသူတွေပါနေတဲ့လာအိုရဲတွေရောမြန်မာရဲတွေရောပတ်သက်နေတာစစ်ဆေးရေးလာမယ်ဆိုရင်တရုတ်တွေကမြန်မာလူသမားတွေကိုအပြင်မှာခဏထွက်ဆောင်ခိုင်းတယ်လက်စာလေးနည်းနည်းထုတ်ပေးပြီးတော့ဟူလာအိုကြားဖြန့်လုပ်ငန်းတွင်လုပ်ကင်နေသူတဦးကပြောဆိုလာပါတယ်လာအိုနိုင်ငံတွင်ကြားဖြန့်လုပ်ငန်းများမှာအရှေ့တောင်အာရှနိုင်ငံများအားလုံးသို့ပြစ်မှတ်ထားလိမ်လည်ခိုင်းနေခြင်းဖြစ်ကြောင်းသိရှိရသည်ပြန်ချင်တဲ့လူတွေလည်းပြန်မရဖြစ်နေတာပါလက်စာတွေလည်းမရသေးဘူးအခန်းထဲမှာပဲတိုက်ပိတ်ဖြစ်နေတာစစ်ဆေးရေးတွေလည်းလာတယ်သူတို့ကလည်းအတူတူဆိုတော့အမြင်လောက်ပဲစစ်ဆေးတာပါအကူကြီးလည်းတောင်းမရဖြစ်နေပါတယ်ဂိမ်းခုံလို့ဆိုပြီးလာအိုရောက်မှကြားဖြန့်အဖြစ်လူကုန်ကူးခံနေရတာဟူကြားဖြန့်လုပ်ငန်းအတွင်းတိုက်ပိတ်ခံထားရသူလူငယ်တဦးကပြောကြားလာပါတယ်